ရခိုင်ပြည်ဂရုမှုနေကျင်ကြီးမှုကိုစိုက်တက်ကလီကောကနေဘုံကေတိုက်ခိုက်ခါဆိုကောင်အမျိုးသမီး9ယောက်အပါအဝင်9ယောက်ဒဏ်ရာရှိခပါရယ်ဒဏ်ရာရှိလူတီကတော့ခါကျင်ကြီးမှုအမေနာရဲကောကဥညီငယ်ဒေါ်ပူမဒေါ်ခင်သာဥထေးလွန်ဒေါ်ခင်မိုးဒေါ်ကြည်ကြည်ဥမဝတ်တိန်ဥပရိပရအောင်နဲ့မမင်ငယ်ကိုဖိုက်ခဲ့ပြီးကသူဆိုအသနစီရှာနိုင်ကနေခေါစင်ငါနိုင်အရေကရှိလူတီဖိုက်ပါရယ်ကွန်ခါရီမေလာ20တဝါနီမူတပါ9နိုင်လောက်မှာစိုက်တဲ့ဂျက်ပိုက်တာနစီစောကျင်ဂျီလီမိုထာကိုစေကင်လောက်လာရာဘုံကိခရဲလို့ Arakan Precinct Media မှာဖော်ပြထားပါရယ်အမေနာရကော့တီကိုဘုံတီတီကြာတော့ပောက်ခွေခါဆိုကြောင်းဒေသခန့်9ရောက်ဒန်ရာရှိခရဲပိုင်နေနှလုံးလေးပြစီခပါရယ်ကျင်ဂျီလီမိုးစောဘိခရဲ2025ခုနိုင်ဖေဖော်ဝါရီလကလေးလီကောက်တိုက်ခိုက်မှုကိုအကင်ကင်ခံခါသည်ပါရယ်2025ခုနိုင်ဖေဖော်ဝါရီလ73ရက်နေ့ကဘုံကရီမှုကောင်အမေသုံးရဲကောကသမင်းရောက်တီဆုံလာပနာ3ရောက်ဒန်ရာရှိခရဲပိုင်ဖေဖော်ဝါရီလ10ရက်နေ့နဲ့ရှိုင်အနိမှာလေလီကောက်တိုက်ခိုက်မှုကောင်လူတီဆုံဒန်ရာရှိမှုဒီရှိခပါရယ်ဂျပိုက်ပဲကွန်ခါရဲမေလာစေကိုဝါနီနင်ခေါပါကလေအကရဖာမြန်မာစိုက်တဲ့စောကြောက်ဘူးမိုးနဲ့စနေမျိုးကရှိုးဟတာရဲကောကိုလီကောက်ကနေဘုံကေတိုက်ခါခရဲတော့နေတရာကျော်မိန်လောပြစီခါရပါရယ်